ကျွန်တော်တို့ဒီဥလာတော်ကင်ဆာဖောင်ဒေးရှင်းက1998မှာစတာပေါ့ဒီဖြစ်လာတဲ့အကြောင်းရင်းလေးကတော့ဆရာကြီးဖောင်နာဦးလာထွန်းသူ့ရဲ့သမီးလေးဆရာကြီးရဲ့သမီးလေးဦးတဲ့တော်သမီးသူကသွေးကင်ဆာဖြစ်တယ်သွေးကင်ဆာဖြစ်တော့အတုံးကသူအင်္ဂလန်မှာသွားကုပေမဲ့မရဘူးဆိုတော့လေဆရာကြီးကငွေကြေးကုန်နဲ့ခံနိုင်တယ်စီစဉ်ပေးနိုင်တယ်ဒါပေမဲ့ဒီဝေဒနာကိုမကယ်နိုင်ဘူးပေါ့ဒီလိုခံစားပြီးဆုံးသွားတော့ဆရာရဲ့စိတ်မကောင်းရမ်းဖြစ်တယ်သူတို့လိုအရာရာပြည့်စုံတဲ့လူတော်မှဒီဝေဒနာကိုမကယ်နိုင်ဘူးပေါ့တချို့ချိုးတဲ့လူတွေဆိုဘယ်လောက်ဒုက္ခရောက်ကြမလဲပေါ့အဲ့ဒီစေတနာစိတ်လေးဝင်တာပေါ့အဲ့စိတ်ဝင်တဲ့ဆရာကြီးအဲ့ဒါနဲ့ဒီမြန်မာပြည်ပြန်ရောက်တော့နိုင်ငံတော်မှာဒီလိုဖောင်ဒေးရှင်းထူထောင်ဖို့အတွက်သူကမြေကိုလျှောက်တာပေါ့1998မှာစတယ်စရင်တော့ home care ပေါ့အိမ်ထဲရောက်လိုက်ပြီးတော့စောင့်ရှောက်တဲ့လေးနဲ့စခဲ့တာအဲ့လိုစခဲ့ရင်ဒီအဆောက်အဦတွေကတော့ရန်ကုန်မှာ2000ပြည့်နှစ်မှာစပြီးဖွင့်ပွဲလုပ်တယ်မန္တလေးကတော့2003မှာစဖွင့်တယ်ပေါ့အဲ့လိုနဲ့စခဲ့တာအခုဆို28နှစ်ဆိုတဲ့အတိုင်းလာကြော်ခဲ့ပြီပေါ့ဒီကင်ဆာဆိုတာကတော့အားလုံးသိကြတဲ့အတိုင်းပဲကိုယ့်ရဲ့မိမိရဲ့ပဝန်းကျင်မှာမိမိရဲ့ဆွေမျိုးတွေထဲမှာတယောက်ဖြစ်ပြီးဆိုအားလုံးစိတ်မချမ်းမသာဖြစ်ရတယ်ပေါ့နော်ဒါကြောင့်မို့လို့ကင်ဆာနဲ့ပတ်သက်ပြီးကျမတို့လူတိုင်းက awareness ပေါ့နော် awareness ဆိုတာကဒီဟာနဲ့ပတ်သက်ပြီးတော့ကောင်းကောင်းသိရမယ်ကောင်းကောင်းဖေးမဆောက်ရှောက်နိုင်ရမယ်ပေါ့နော်ပြီးတော့ကင်ဆာကမြန်သိစောသိပြီးစောကုသရင်ကျမတို့ကာကွယ်နိုင်တယ်နောက်ထိန်းချုပ်နိုင်တယ်ပေါ့နော်ဆိုတဲ့အခါကျကိုကအသိနောက်ကျသွားပြီဆိုတဲ့အခါမှာဘာမှမလုပ်နိုင်တာရှိတယ်အဲ့ဒီခါမှာတော့ဒီလိုမျိုးပေါ့နော်အခမဲ့ပြုစုဆောက်ရှောက်ပြီးတော့ဖေးမမှုပြုနေရရဲ့အရေးပါမှုကလည်းအရန်ကိုအရေးကြီးပါတယ်အဲ့ဒါကြောင့်မို့ကျမတို့အနေနဲ့ဒီနေ့မှာဆိုတော့ဒီလိုအခမဲ့ပြုစုဆောက်ရှောက်ပေးနေတဲ့ Cancer Foundation ကြီးကိုပေါ့နော်တစ်ဖက်တစ်လမ်းကနေပြီးတော့ဆေးပတိသပင်အလှူငွေတွေကိုလှူဒန်းခဲ့ရန်ဆိုတဲ့ရည်ရွယ်ချက်ရဲ့နောက်ထပ်ပေါ့လေဒီလိုမျိုးခံစားနေရတဲ့ကင်ဆာဝေဒနာရှင်တွေကိုဖေးမခြင်းနဲ့စိတ်တက်လေးနဲ့ပေါ့နော်ကျမတို့ရောက်လာပြီးတော့တယောက်ကိုအလူငွေကျပ်3သိန်းစီနော်လိုရ3လို့ရအောင်ဆိုစိတ်တက်ခွန်အားပေါ့လာပြီးတော့ဖေးမပေးတာဖြစ်ပါတယ်ပေါ့လူငွေ3သိန်းလေးလာလူပေးတာပါအနေနဲ့ကင်းပေးရှင်လူနိုင်တဲ့ပုံကူလူပုံမှန်ဖြစ်ပါလေဘေးရစုနဲ့ပြပါစေအနီလဲစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့နော်ရက်ဒီအများကြီးနေနိုင်ပါစေကျမဒါအခုဒီရှေ့မှာရောက်နေတာကတော့ဦးလာထွန်းခမ်းမှာပဲဖြစ်ပါတယ်ရှင်ဒီ foundation ကြီးရဲ့ထူထောင်သူပေါ့နော်ထူထောင်သူဦးလာထွန်းရဲ့ဒါအထိမ်းအမှတ်ခမ်းမကြီးဖြစ်ပါတယ်ဒီမှာကင်ဆာနဲ့ပတ်သက်ပြီးနောက်ဆုံးအဆင့်ရောက်နေတဲ့သူတွေပေါ့နော်ကိုယ့်ရဲ့နောက်ဆုံးအဆင့်ကိုသိနေတဲ့သူတွေရောက်နေတဲ့သူတွေကိုအလေးနဲ့ထားပြီးတော့တေချာပြုစုဆောက်ရှောက်ပေးတယ်ဒါအစာရေဒါတန့်ရှင်းရေကျန်းမာရေးဝန်ဆောင်မှုအစရှိတဲ့ပြုစုဆောက်ရှောက်မှုအလုံးစုံကိုပြုစုဆောက်ရှောက်ပေးနေတယ်လို့သိရပါတယ်ရှင်ဒါဆိုတော့ hospice center ဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ဆုံးအဆင့်ကင်ဆာဝေဒနာရှင်တွေငြိမ်ချမ်းမာပေါ့နော်အနှောက်အယှက်မရှိဘဲနဲ့အပူပင်ကင်းမဲ့စွာတက်ရောက်နိုင်ရန်အတွက်ပြုစုဆောက်ရှောက်မှုပေးနေတဲ့နေရာပဲဖြစ်ပါတယ်ရှင်ဒီကတာဝန်ရှိတဲ့သူတွေကလည်းပဲဒီ foundation နဲ့ပတ်သက်တဲ့အကြောင်းတွေကိုထပ်မံပြီးရှင်းပြပေးတော့မှာဖြစ်ပါတယ်ရှင်ဒီကိုလာမယ်ဆိုရင်သူကနောက်ဆုံးကင်ဆာနောက်ဆုံးအဆင့်4ပေါ့အဆင့်4ဖြစ်ရမယ်နောက် treatment လည်းပြီးသားကီမိုတို့ဘာတို့သွင်းပြီးသားပေါ့နောက် RT ပေးတဲ့ဓာတ်ရောင်ကြီးပြီးသားအခုကတော့ကျွန်တော်ဓာတ်ရောင်ကြီးကင်မဲ့ဝေဒနာရှင်တွေပါလက်ခံပေးတယ်ကိုကလည်းကိုနေတတ်ဖို့ပဲလိုတယ်ပေါ့နော်ကိုဘုရားဘာသာဆိုလို့ရှိရင်ကိုဖရာတရားတန်ကောင်အမြဲတမ်းအာရုံပြုတယ်ဖရာဟောတဲ့တရားတွေဟာလားအဲ့လိုအမြဲတမ်းအာရုံပြုတယ်ပြုပြီးတော့ကိုစိတ်ချမ်းသာလို့နေတယ်ပေါ့ဒီမှာဆိုလို့ရင်လူနာ90လောက်ကိုပေါ့နော်လူနာ90လောက်ကိုပြုစုဆောက်ရှောက်မှုပေးနိုင်တဲ့နေရာလည်းဖြစ်ပါတယ်ရှင်စားတောက်ဆောင်အနားနေဆောင်စာကြည့်ဆောင်နောက်တစ်ခုကကြအကြံပေးပြုစုဆောက်ရှောက်မှုပြုတဲ့အကြံပေးဆောင်စသဖြင့်လိုလေသေးမရှိပေါ့နော်အကုန်လုံးကိုအခမဲ့ဆောက်ရှောက်ပေးနေတာကိုလည်းတွေ့ရပါတယ်ရှင်ဒီမှာဆိုလဲကျွမ်းကျင်တဲ့ဆရာဝန်တွေဒါ NESMA တွေကျမကြီးဝန်ထမ်းတွေနဲ့တည်တည်ချာချာကိုပြုစုဆောက်ရှောက်တယ်လို့လည်းသိရပါတယ်အားလုံးကျွန်တော်ကြီးဆက်ရောက်တဲ့အခမဲ့ပေါ့အကုန်လုံးဆောက်ရှောက်မှုပေးတာပေါ့စင်ရဲ့ချမ်းသာမရွေးဘူးဘာသာမရွေးဘူးလူမျိုးမရွေးဘူးအရွယ်မရွေးဘူးပေါ့ကျိုးရတဲ့ဘေးရကတိပြင်းပြင်းကြပါစေယောဂကတိပြင်းပြင်းကြပါစေစင်ရဲ့ကတိပြင်းပြင်းကြပါစေနှလုံးစိတ်မအေးချမ်းကြပါစေအားလုံးလည်းကျမတို့နဲ့အတူထပ်တူကြည့်ပြီးတော့ပေါ့နော်အဝမ်းသာပီတိလည်းဖြစ်နေလိမ့်မယ်လို့ယုံကြည်ပါတယ်ရှင်မိမိအနေနဲ့ဒီမှာလာပြီးတော့လှူဒန်းခြင်းနဲ့ဆိုရင်လည်းပေါ့နော်တစ်ခါတစ်ခေါက်တော့လာရောက်ပြီးတော့ဒီမှာတေချာလေးလာပြီးတော့လှူဒန်းကြပါအောင်လို့လည်းဖိတ်ခေါ်ပါတယ်ရှင်We care, we share.